အားလုံးပဲတော့ခင်ဗျာဒီနေ့ market analysis လေးကတော့ကျွန်တော်တို့ဒီ XRP ပေါ့နော် XRP ရဲ့ market analysis လေးကိုကျွန်တော်ဒီမှာ knowledge share အနေနဲ့မျှဝေပေးချင်ပါတယ် okay အဲ့တော့ကျွန်တော် trading view တွေကိုဝင်အောင်ပေါ့trading view တွေကိုဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ XRP ချက်ကိုသွားလိုက်ပြီပေါ့နော် sorry ပါ line လေး delete ဥမာ trading view ကကျွန်တော်စဖွင့်လိုက်တော့ line လေးက delete ဖြစ်နေ okay အဲ့တော့ XRP rebel ခေါ်ပြီးတော့မနေ့ကလည်းဟိုတနေ့ကလည်းကျွန်တော် XRP အကြောင်းတော့ကျွန်တော်ချက်တော့ပြောပြပေးထားပြီးပြီเนาะcross border transfer crypto ပေါ့ပြောမှဆိုလို့ရှိရင်နိုင်ငံဖြတ်ကျော်ငွေလွှဲတဲ့အခါမှာသုံးတဲ့ project ပေါ့ပြောမှဆိုလို့ရှိရင် okay အဲ့တော့ကျွန်တော်ဒီမှာတော့ကျွန်တော်support resistance horizontal support resistance line နေနဲ့ trend line နေဆွဲထားတယ်ပေါ့ဗျာကြိုပြီးတော့ဆွဲထားတယ်အချိန်ကုန်တက်တာအောင်လို့ပေါ့เนาะ okay ကျွန်တော်တို့အနေအထားဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့ market crash ပြီးတော့ဟုတ်ပြီเนาะဒီမှာเนาะ market crash ပြီးတော့ကြံခဲ့တဲ့နေရာပေါ့ဗျာပြောမှဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကြီးကို bearish ဖြစ်ပြီးတော့မှကျွန်တော်တို့ buyer တွေပြန်ဝင်လာတဲ့နေရာပေါ့เนาะအဲ့နေရာလေးကဘယ်နေရာလေးလဲဆိုတော့ကျွန်တော်တို့ကဒီမှာ 2.3 340ပေါ့ဗျာပြောမှဆိုလို့ရှိရင်ဒီမှာ41ဆိုတော့40လို့ပဲပြောလိုက်မယ်ခေါ်ရလွယ်အောင်လို့ပေါ့เนาะ40 okay အဲ့တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင် ID zone ကိုကျွန်တော်စောင့်ကြည့်နေတယ်ပေါ့နော်စောင့်ကြည့်နေတဲ့အကြောင်းရင်းကကြတော့ကျွန်တော်တို့ဒီမှာအရင်ဒီမှာ sorry ခဏလေးပါစောင့်ကြည့်နေရအတော်အင်းကဒီမှာအရင်ကကျွန်တော်တို့ရှိခဲ့တဲ့ဒီမှာresistance zone ရှိတယ်ပေါ့နော်ဆိုတော့အဲ့ resistance zone ကိုအခုဒီမှာပြန်လာနင်းထားတယ်ပေါ့နော်support အနေနဲ့ပြန်လာနင်းထားတယ်ပြန်လာနင်းပြီးတော့တက်ဖို့အတွက်အားယူနေတယ်ဒါပေမဲ့သူတက်မယ်ဆိုလို့ရှိရင်တော့ဒီ zone ကိုတော့တိတိချာချာကြော်နိုင်မှအဆင်ပြေနိုင်မယ်ဒီ zone ကြီးကလည်းရန်ကိုအားကောင်းတဲ့ zone ဖြစ်နေတယ်ပေါ့နော်အားကောင်းတဲ့ zone ဖြစ်နေဒီနေရာမှာကျွန်တော်တို့ကမကြော်နိုင်ခဲ့တည်ရှိတော့ကျွန်တော်တို့ကဒီ trend line အထိကိုသူပြန်လာလိမ့်မယ်ဒီဥမာဒီမှာအလုံးလုံးနေတဲ့ trend line ရတယ်လုံးဝ touch ဖြစ်နေတဲ့ trend line ဖြစ်နေတယ်တော်တော်ကောင်းတဲ့အလုံးလုံးနေတဲ့ trend line အနေထားဖြစ်တယ်ဒီမှာ touch 1 touch 2 touch 3ပေါ့နော်touch 3မှာလဲ trend line နဲ့လဲကျွန်တော်တို့ကတိုက်ဆိုင်နေပြီးတော့ horizontal support resistance ရတယ်ဒီနေရာလေးကတိုက်ဆိုင်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီ2.3340ကတော်တော်ကြီးကို touch ဖြစ်တဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ तू က risk ယူရမှာဘယ်နေရာ risk ယူရမလဲဆိုတော့ကျွန်တော်တို့ 2.7317 ပေါ့နော် 2.7317 ကိုကြော်နိုင်မှဒီအပေါ်ကဒီ supply line လို့ခေါ်တဲ့ down trend line ကိုသူ break out လုပ်နိုင်မှာပေါ့နော်မဟုတ်လို့ရှိရင်တော့ तू ကဈေးကပြန်ပြီးတော့ဆင်းနိုင်ခြေရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာမှစောင့်မလဲပေါ့ဘာမှစောင့်ပြီးတော့ဘယ်လို candle confirmation တွေစောင့်ရမလဲဆိုတော့ကျွန်တော်ကတော့2.3340 မှာ candle confirmation စောင့်ချင်တယ်ပြီးတော့ loss တွေတော့ तू ကတော့ဒီနေ့ကတော့ကျွန်တော်ဒီနေ့မနေ့ကြည့်တော့ crypto တော်တော်များများကအကြဘက်ကိုနည်းနည်းတန်းနေပေါ့ဗျာretracement ပြန်ယူနေတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်စိတ်ထင်တော့ဒီနေရာကို तू ကသွားဖို့အတွက်ကိုဘာရှိနေလဲဆိုတော့ဒီမှာ fair value ကတော့ရှိနေတယ်ဒါပေမဲ့ဒီနေရာကိုဒီတိုင်း तू သွားလို့တော့မရဘူးဘာလို့ဆို liquidity အားကောင်းမှသာဒီနေရာကိုကျွန်တော်တို့ကဘယ်လိုပြောရမလဲကြော်ဖြတ်နိုင်မှာပေါ့နော် liquidity အားမကောင်းမနဲ့ဒီနေရာကိုကျွန်တော်တို့ကဒီတိုင်းတက်သွားခဲ့တည်ရှိတော့ price ကတေချာပေါ့ကျွန်တော်တို့အောက်ကိုပြန်ပြီးတော့ပြုတ်ကျလာမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကအရန်ကိုထူထဲနေတဲ့selling pressure လည်းရှိနေတဲ့နေရာပေါ့နော်ဘာလို့ဆိုတော့ဒီမှာအရင် support ဖြစ်ခဲ့တဲ့နေရာတွေကကျွန်တော်တို့ resistance ပြန်ဖြစ်နိုင်လို့လေ resistance ပြန်ဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီနေရာကိုလည်းတော်တတိထားမယ်ပေါ့ဗျာအဲ့တော့ဒီ liquidity အားကောင်းနဲ့ကျွန်တော်စိတ်ထင်တော့ဒီ trend line သို့မဟုတ်ဒီ horizontal support resistance line ကိုပြန်လာနင်းလိမ့်မယ်ဗျအဲ့လိုပြန်လာနင်းပြီးတော့မှသာသူကဒီမှာ liquidity ရမှသာ buyer တွေစုပြီးတော့ liquidity ရမှသာကျွန်တော်ဒီ trend line ဒီအပေါ်ကဒီ upper trend line ဖြစ်တဲ့ကျွန်တော်တို့ဒီ resistance line ပေါ့နော် resistance trend line ကိုသူအားနဲ့ break out လုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ကဘယ်လိုနေရာမျိုးတွေမှာစောင့်ကြည့်ရမလဲဆိုတော့ကျွန်တော်ဒီ trend line ကိုသဘောကျတယ်နောက်တစ်ခုကကြောင့်ဒီ symmetric triangle ပေါ့နော်အပေါ် trend line နဲ့အောက် trend line အပေါ် supply line နဲ့အောက် support line ကိုကျွန်တော် demand line ကိုပေါင်းကြည့်လိုက်တဲ့အခါမှာလည်းဘာဖြစ်နေလဲဆိုတော့ symmetric triangle ဖြစ်နေ symmetric triangle ကဘာသဘောလဲဆိုတော့ကျွန်တော်အပေါ်လည်းသွားနိုင်တယ်အောက်လည်းသွားနိုင်တယ်ပေါ့ဗျာပြောမှဆိုရှင်သွားရင်တော့သူ့ရဲ့တဆအနေထားမျိုးနဲ့သွားနိုင်တဲ့အနေထားမျိုးဖြစ်နေတော့ကျွန်တော်ကဒီမှာကိုကျွန်တော်တို့ကတော့ဒီ bias အနေနဲ့ကတော့ကျွန်တော်တို့က buy ဖို့ပဲကျွန်တော်တို့ကဦးစားပေးပြီးတော့ကျွန်တော်က buyer ဘက်ကပဲကျွန်တော်ကရက်တည်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကတော့ buy opportunity ရှာမယ်ပေါ့ဗျာပြောလို့ရှိရင်အဲ့တော့ဒီနေရာမှာမတော်တဆဒီ price ကဒီ fair value gap ကိုဖြည့်ပြီးဒီနေရာမှာကျွန်တော်တို့ကshooting star လို့ bearish engulfing လို့ကန်တဲ့မျိုးပေါ်လာရင်တော့ short term လေးပေါ့နော် short term လေးရောရေတူလေးကိုကျွန်တော်ရောင်းလို့ရတယ်ဘယ်အထိရောင်းလို့ရမလဲဆိုတော့ဒီ trend line or ၎င်းဒီ horizontal support resistance line ၎င်း short term လေးကျွန်တော်တို့ရောင်းလို့
တော့ရနိုင်ကြီးရှိတယ်ပေါ့နော်ရနိုင်ကြီးရှိတယ်ဒါကတော့ကို risk ယူရမယ့်အနေအထားမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဝယ်မယ်ဆိုရင်တော့ဒီ line ကိုဒီမှာရှိနေတဲ့ 2.7317 ကိုကျွန်တော်တို့ risk ယူပြီးတော့2.3340 မှာကျွန်တော်တို့အဝယ်စောင့်အောင်ပါပေါ့နော်အဝယ်စောင့်အောင်မယ်အဲ့နေရာကိုပြန်လာနင်းတယ်ကန်တဲ့ confirmation ရတယ်ဆိုလို့ရှိရင်เนาะကျွန်တော်ကတော့ဖြတ်ပြီးတော့ဝယ်မယ်လို့ကျွန်တော်စဉ်းစားထားတယ်ဒါကျွန်တော် plan ချတာပေါ့ကျွန်တော် trading plan ထဲမှာအဲ့လိုမျိုးလုပ်မယ်တကယ်လို့မှမဟုတ်ပဲဒီကောင်အပေါ်တက်သွားတယ်ဒါပေမဲ့အပေါ်မှာselling pressure နဲ့ပတ်သက်တဲ့ကန်တဲ့တစ်ခုပေါ့နော် shooting star လို့ bearish engulfing လို့ကန်တဲ့မျိုးပေါ်ရင်ကျွန်တော်အနေထားမျိုးနဲ့အခြေအနေတစ်ချက်ကြည့်မယ်ကြည့်ပြီးတော့ကျွန်တော် counter ပြန်ဝင်မယ်ဘယ်ထိပြန်ဝင်နိုင်မလဲဆိုတော့2.234 အထိကိုကျွန်တော်3စားပေါ့နော်3စားလောက်အထက်ရနိုင်ရင်တော့ဆိုရင်တော့ကျွန်တော်ပြောင်းဝင်နိုင်မယ်အဲ့ဒါကတော့ကျွန်တော် beginner တွေအတွက်တော့မဆန်းသင့်ဘူးbeginner တွေအတွက်ဆိုရင်တော့အရင် risky ဖြစ်တဲ့ trade ဖြစ်တဲ့ counter ပြောင်းဝင်တဲ့ trade ကbeginner တွေအတွက်ဆိုရင်တော့ trend ဝယ် follow လိုက်ပြီးတော့ဝယ်ဖို့ပဲစဉ်းစားပါချာsenior trader တွေအတွက်ဆိုရင်တော့ဒါကတော့ကျွန်တော် twin side တွေဆိုပြဿနာမရှိဘူးသူတို့မှာ risk management ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြဿနာမရှိဘူးနောက်တစ်ခုကကျတော့အကိုတည်းကဟိုညနေကကျွန်တော် YouTube channel မှာလာမှန်းတယ်ပေါ့နော်မှီတဲ့နေရာနဲ့ live ဝယ်ခဲ့တယ်ဆိုတော့အဲ့အမျိုးတွေကလည်းမလုပ်သင့်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မှီတဲ့နေရာ live ဝယ်လို့မရပါဘူးချို့တစ်ခုမသေးကြဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေအထားမျိုးမှာကျွန်တော်တို့ကအလုံးဝကြော်ပလိုက်တာအကောင်းဆုံးပါပဲနောက်တစ်ခုမသေးကြကိုကမမှီတော့ဆိုမမှီမကန်းတဲ့နောက်ကနေရှိတဲ့နေရာကနေ live ပြီးတော့ဝယ်တယ်ဆိုတာကကျွန်တော် trader live မှာမကောင်းပါဘူးအဲ့ဒါလေးတစ်ချက်ကိုကျွန်တော်ဒီမှာကြုံလို့သတိပေးလိုက်တာဖြစ်ပါတယ်သတိပေးတယ်ဆိုတာထက်ကျွန်တော်တို့ဘယ်လိုပြောရမလဲကျွန်တော်တို့ကလုတ်ခဲ့တဲ့အမှားပေါ့ဗျာပြောမှဆိုလို့ရှိရင်အဲ့ဒီအမှားတွေနောက်လူတွေမဖြစ်အောင်လို့စင်ကြုံလို့ရအောင်လို့ကျွန်တော်ဒီမှာပြောပြပေးတာဖြစ်ပါတယ် okay ဒါလေးကတော့ကျွန်တော်တို့ XRP ရဲ့ market analysis လေးပါအားလုံးကျေးဇူးတင်ပါတယ်